အားလုံးပဲကျွန်တော်ကျော်သားလင်း channel ကိုကြည့်ရှုအားပေးနေရတာကျွန်တော်မိသားစုဝင်များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျနော်ဒီမှာ share ရတဲ့အကူများပါကိုမများပါလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို share ပေးကြပါမ share ရတဲ့အကူမများပါလို့ရှိရင်လည်း like လက်မလေးလည်းနဲ့အသေးလေးလည်းပေးထားကြပါအောင်ဗျ channel ကို subscribe လေးလုပ်ထားကြပါအောင်နော်ကဲအားလုံးပဲမြင်ရလားကြည်လင်လားတော့မသိနော်ခေါမမှာချက်လောက်တော့မှန်းကြပါဦးပဋိနဲ့အခွေနဲ့ကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဒီကလေးနဲ့အခွေလေးနဲ့ကိုကျွန်တော်ပြသပေးမှာဖြစ်ပါတယ်ကနန်းကတော့အနည်းဆုံးနဲ့အကျဉ်းဆုံးဖြစ်အောင်လို့ကျွန်တော်လည်းရှာဖွေထားပါဗျနော်ကျွန်တော်ရဲ့ကိုမကြီးလည်းခဏလေးနဲတော့များများစားစားထိုးလို့ရတာပေါ့နော်ခဏနဲတော့များများစားစားထိုးလို့ရတယ်အားလုံးလည်းအဆင်ပြေတာပေါ့နော်အားကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးတယ်ကိုမများကလည်း subscribe လေးလုပ် like လက်မလေးလည်းနှိပ်အသေးလေးလည်းပေးထားကြပါအောင်ညနော် like လက်မလေးတွေလည်းနှိပ်အသေးလေးလည်းပေးထားကြပါအောင်ညနော်ကျွန်တော်တပတ်စာအခွေလေးကိုရင်ဆုံးစပြီးတော့ပြပေးမယ်နော်တပတ်စာအခွေလေးကိုရင်ဆုံးစပြီးတော့ပြပေးမယ်ကျွန်တော်ရဲ့ကိုမတွေကရှယ်ရတဲ့ကိုမများပါလို့ရှိရင်လည်း share ပြီးမရှယ်ရတဲ့ကိုမများပါလို့ရှိရင်လည်း like လက်မလေးလည်းနဲ့အသေးလေးလည်းပေးထားကြပါအောင်ညနော် channel ကို subscribe လုပ်ရသေးတဲ့ကိုမများလည်း subscribe လေးလုပ်ထားကြပါအောင်နော်ကဲလို့ viewer လေးနည်းနည်းတက်လာလို့ရှိရင်ကျွန်တော်စပြီးတော့ပြပေးမယ်နော် viewer နည်းနည်းတက်လာလို့ရှိရင်စပြီးတော့ပြပေးမယ်နော်ကဲအားလုံးပဲမြင်ရလားကြည်လင်လားတော့မသိဘူး comment မှာတစ်ချက်လောက်မှန်းကြပါဦးနော် comment မှာတစ်ချက်လောက်တော့မှန်းကြပါအားလုံးပဲမြင်ရလားကြည်လင်လားနော်အားလုံးပဲမြင်ရလားကြည်လင်လား comment မှာတစ်ချက်လောက်တော့မှန်းကြပါဦးနော်ကဲဒါဆိုရင်ကျွန်တော်အခွေလေးကနေပြီးတော့အရင်ဆုံးစမယ်နော်အခွေလေးကနေကျွန်တော်အရင်ဆုံးစပြီးတော့ပြမယ်အခွေလေးကနေအရင်ဆုံးစပြီးတော့ပြပေးမယ်အားလုံးမကြည့်ထားကြပါနော်ပေါက်လိုက်ကြရအောင်ဒီမွဲကတော့ပေါက်ပါပြီနော်မင်္ဂလာပါဗျာဟုတ်ကဲ့ပါဗျာမင်္ဂလာပါနော်မင်္ဂလာပါနော်မင်္ဂလာပါမင်္ဂလာပါကဲဒါဆိုရင်ကျွန်တော်အခွေလေးကနေပြီးတော့အရင်ဆုံးစပြီးတော့ပြပေးမယ်ကျွန်တော်ရဲ့ကိုမများကိုဒီ9ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီက1ကဲပါဝါဒီ6ဒါဆိုရင်ဒီ9ဒီ8ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ရဲ့ပါဝါဒီ8 1638အခွေပါတဲ့ဆိုတော့ကျွန်တော်အကူမကြီးဘာထွက်လဲဒီမှာ60နဲ့1လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီခွန်လေးကဏ္ဍနှလုံးပေါင်းခြင်းဒီက1ကဲပါဝါဒီ6 4ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရဲ့ပါဝါဒီ3ည1653ညအခွေပါတဲ့ဆိုတော့ကျွန်တော်အကူမကြီးဘာထွက်လဲ1653ညအခွေပါဆိုတော့ဒီမှာ9ဘူးလို့ထွက်ပါတယ်ဗျနော်ဒါဆိုရင်ဒီ2ဒီ3 2 3ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရဲ့လို့ဖြစ်လို့9ရဲ့ပါဝါဒီ3ညဒါဆိုရင်ဒီ9ဒီ6 5 6ကဏ္ဍနှလုံးပေါင်းခြင်းဒီက6ရဲ့လို့ဖြစ်လို့6ရဲ့ပါဝါဒီ1 6 1 9 3ည6 1အခွေပါတဲ့ဆိုတော့ကျွန်တော်အကူမကြီးဘာထွက်လဲ9 3ည6 1အခွေပါဆိုတော့ကျွန်တော်အကူမကြီးဘာထွက်လဲဒီမှာ5လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီခွန်8ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရဲ့လို့ဖြစ်လို့9ရဲ့ပါဝါဒီက3ညဒီ3ည3ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ရဲ့ပါဝါဒီ8 9 3ည3 8အခွေပါဆိုတော့ကျွန်တော်အကူမကြီးဘာထွက်လဲဒီမှာ30နဲ့8လို့ထွက်ပါတယ်50နဲ့3လို့ထွက်ပါဒါဆိုလို့ရှိရင်ဒါဆိုရင်ဒီ6ဒီ6နှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီက8ရဲ့လို့ဖြစ်လို့8ကဲပါဝါဒီ3
ဒါဆိုရင်ဒီ9ဒီ1 9 1ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ညရဲ့လို့ဖြစ်လို့3ညရဲ့ပါဝါစီငါ3ည5 38အခွေပါတယ်ဆိုတော့ကျွန်တော်အကူမတွေပါထွက်လဲဒီမှာ30လို့ထွက်ပါတယ်ဗျာနော်ဒီမှာကတော့ဖောင်းထားတော့ကျွန်တော်တို့ယူလို့မရဘူးဒါဆိုရင်ဒီ1ဒီခွန်1ခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီက8ရဲ့လို့ဖြစ်လို့8ကဲပါဝါက3ဒါဆိုရင်ဒီ9ဒီ1 9 1ကဏ္ဍနှလုံးပေါင်းခြင်းဒီက6ရဲ့လို့ဖြစ်လို့6ကဲပါဝါဒီ1 6138အခွေပါတယ်ဆိုတော့ကျွန်တော်ကိုမကြီးပါထွက်လဲဒီမှာ13လို့ထွက်ပါတယ်ဗျအားလုံးပဲမြင်ရလားတော့မသိဘူးနော်အားလုံးပဲမြင်ရလားတော့မသိဘူးနော်ဒါဆိုရင်ဒီ1ဒီ4 1 4ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရဲ့လို့ဖြစ်လို့9ရဲ့ပါဝါဒီ3ညဒါဆိုရင်ဒီ2ဒီ9 2 5ကဏ္ဍနှလုံးပေါင်းခြင်းဒီကခွန်ရဲ့လို့ဖြစ်လို့ခွန်ပါဝါဒီ2 9 3ည2ခွန်အခွေပါတယ်ဆိုတော့ကျွန်တော်ကိုမကြီးပါထွက်လဲဒီမှာ3ည5လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီ4ဒီ1 4 1ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရဲ့လို့ဖြစ်လို့9ရဲ့ပါဝါဒီက3ညဒီ9ဒီ2 9 2ကဏ္ဍနှလုံးပေါင်းခြင်းဒီကခွန်ရဲ့လို့ဖြစ်လို့ခွန်ပါဝါဒီ2 9 3ည2ခွန်အခွေပါတယ်ဆိုတော့ကျွန်တော်ကိုမတွေပါထွက်လဲ90လို့ထွက်ပါတယ်ဗျနော်90လို့ထွက်ပါတယ်ကိုမန်ဒီမှာတစ်ချက်လောက်တော့မှန်းထားကြပါအောင်နော်ရှယ်ရတဲ့ကိုမန်မှာပါလို့ရှိရင်လည်းရှယ်ပေးထားကြပါအောင်များနော်လိုက်လက်မလေးလည်းနဲ့အသေးလေးလည်းပေးထားကြပါအောင်များ channel ကို subscribe မလုပ်ရသေးတဲ့ကိုမများကလည်း subscribe လေးလုပ်ထားကြပါအောင်နော်ကဲဒီပွဲကတော့ထီထီမီမီလေးရလိုက်ကြပြီပေါ့နော်ထီထီမီမီလေးရလိုက်ကြပြီပေါ့ကြည်ထားတေချာတော့ကြည်ထားပါနော်နောင်လည်းပြန်စစ်လို့ရတာပေါ့နောင်လည်းပြန်စစ်လို့ရတယ်တေချာလေးတော့ကြည်ထားပါနော်ဒါဆိုရင်ဒီ9ဒီ4 9 4ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရေလို့ဖြစ်လို့9ရဲ့ပါဝါဒီက4ဒီ9ဒီ1 9 1ကဏ္ဍနှလုံးပေါင်းခြင်းဒီက6ရေလို့ဖြစ်လို့6ကပါဝါဒီက1 6 1 9 4အခွေပါတယ်ဆိုတော့ကျွန်တော်အကူမတွေပါထွက်လဲ6 1 9 4အခွေဆိုတော့ဒီမှာ1 4လို့ထွက်ပါတယ်ဗျာနော်ဒါဆိုရင်ဒီ3ဒီခွန်3ခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ညရေလို့ဖြစ်လို့3ညရဲ့ပါဝါဒီက9ဒီ4ဒီ6 4 6ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ညရေလို့ဖြစ်လို့3ညရဲ့ပါဝါဒီကလည်း9 3ည5အခွေပါတယ်ဆိုတော့ကျွန်တော်အကူမတွေပါထွက်လဲဒီမှာ3ည5လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီခွန်ဒီ8ခွန်8ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရေလို့ဖြစ်လို့9ရဲ့ပါဝါဒီက3ညဒီ8ဒီ8 8 8ကဏ္ဍနှလုံးပေါင်းခြင်းဒီက6 6ကပါဝါဒီ1 9 3ည6တဲ့အခွေပါတယ်ဆိုတော့ကျွန်တော်အကူမတွေပါထွက်လဲဒီမှာ60နဲ့5ကြံခဲ့တဲ့အပတ်ကကျွန်တော်ကိုမရလိုက်ကြမှာပေါ့နော်ဒီကဏ္ဍနေရလိုက်ကြမှာပေါ့ကဲအဝင်ထွက်ကလေးရောမလုပ်ကြပါနဲ့နည်းနည်းပါနဲ့ကြည့်လိုက်ကြပါအောင်နော်ကြည့်လိုက်ကြပါအောင်ပေါက်လိုက်ကြရအောင်ကြည့်ထားလိုက်ကြပါအောင်နော်ဒါဆိုရင်ဒီ6ဒီ8 6 8ကဏ္ဍနှလုံးပေါင်းခြင်းဒီက4ရဲ့ပါဝါဒီက9ဒါဆိုရင်ဒီ9ဒီ2 9 2ကဏ္ဍနှလုံးပေါင်းခြင်းဒီက1ကပါဝါဒီက6 4 6 1649အခွေတဲ့ကျွန်တော်ကိုမရေနော်ဒီလာမယ်ပွဲကို1649အခွေကဲကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့အကူမများကလည်း subscribe လေးလုပ် like လက်မလေးတွေလည်းနှိပ်အသေးလေးတွေလည်းပြီးထားကြပါအောင်ဗျာနော်အသေးလေးတွေလည်းပြီးထားကြပါအောင်ဒါကအခွေဒါကအခွေနော်ဒါကအခွေတဲ့ဆိုတော့ကျွန်တော်ဗရိတ်ကိုနောက်ထပ်ဗရိတ်ကလေးတစ်ချက်ကိုကျွန်တော်ပြန်ပြီးတော့ပြပေးပါအောင်မယ်နော်ဗရိတ်ကလေးတစ်ချက်ကိုပြန်ပြီးတော့ပြပေးဦးမယ်ကျွန်တော်တဖြည်းဖြည်းပြန်ပြီးတော့ချုပ်ပြီးသွားပါမယ်နော်တဖြည်းဖြည်းပြန်ပြီးတော့ချုပ်ပြီးသွားမယ်နော်ရှယ်ရတဲ့ကွန်မန့်ကပါလို့ရှိရင်လည်းရှယ်ရတဲ့ကွန်မန့်ကပါလို့ရှိရင်လည်းလိုက်လက်မလေးတွေလည်းနှိပ်အသေးလေးတွေလည်းပြီးထားကြပါအောင်မယ်နော်ဒီ3ညဒီ9 3ည9ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရေလို့ဖြစ်လို့9ရဲ့နက္ခတ်ဒီက6အဲ့9 6ပရိတ်နောက်တစ်ဝဲမှာကြပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်အကူမတွေပါထွက်လဲ9 6ပရိတ်ဆိုတော့ဒီမှာ40နဲ့5လို့ခွက်ပါတယ်ဗျာနော်ဒါဆိုရင်ဒီ9ဒီ6 5 6ကဏ္ဍနှလုံးပေါင်းခြင်းဒီက1ရေလို့ဖြစ်လို့1ကနက္ခတ်ဒီက8 8ပရိတ်ဒီနောက်ဝဲမှာတစ်ချိန်ကြပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်အကူမတွေပါထွက်လဲ8ပရိတ်ဆိုတော့ဒီမှာတက်ခွန်လို့ထွက်ပါတယ်ဗျာနော်ဒါဆိုရင်ဒီ9ဒီ8 9 8ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ရေလို့ဖြစ်လို့3ရဲ့နက္ခတ်ဒီက9 3 5ပရိတ်ဒီနောက်ပွဲမှာတစ်ပိန်ကြပေးရပါမယ်တဲ့ဆိုတော့
ကျွန်တော်ကူမကြီးဘာထွက်လဲဒီမှာ90နဲ့6လို့ထွက်ပါတယ်ဗျကျွန်တော်ဒီပွဲရတော့မရဘူးပေါ့နော်ဒါဆိုရင်ဒီ3ညဒီ8 3ည8ကနန်းနှလုံးပေါင်းခြင်းဒီက8ရလို့ဖြစ်လို့8ကနက်ခတ်ဒီ1 8တစ်ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်လေဆိုတော့ကျွန်တော်ကူမကြီးဘာထွက်လဲဒီမှာ3ည1 3ည1လို့ကြနော်ဒါဆိုရင်ဒီ4ဒီ6 4 6ကနန်းနှလုံးပေါင်းခြင်းဒီက3ညရလို့ဖြစ်လို့3ညရနက်ခတ်ဒီကခွန်3ညခွန်ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်လေဆိုတော့ကျွန်တော်ကူမကြီးဘာထွက်လဲဒီမှာ90နဲ့1လို့ထွက်ပါတယ်ဗျာနော်90နဲ့1လို့ထွက်ပါတယ်ဒါဆိုရင်ဒီနှစ်ဒီလေးနှစ်လေးကနန်းနှလုံးပေါင်းခြင်းဒီက6ရလို့ဖြစ်လို့6ကနက်ခတ်ဒီကကို6 9ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်လေဆိုတော့ကျွန်တော်ကူမကြီးဘာထွက်လဲဒီမှာ60လို့ထွက်ပါတယ်ဗျာနော်ဒါဆိုရင်ဒီခွန်ဒီ3ခွန်3ကနန်းနှလုံးပေါင်းခြင်းဒီက3ညရလို့ဖြစ်လို့3ညရဲ့နက်ခတ်ဒီကခွန်3ညခွန်ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်လေဆိုတော့ကျွန်တော်ကူမကြီးဘာထွက်လဲဒီမှာ25လို့ထွက်ပါတယ်ဗျာနော်ဒါဆိုရင်ဒီ9ဒီ8 9 8ကနန်းနှလုံးပေါင်းခြင်းဒီက3ရလို့ဖြစ်လို့3ရဲ့နက်ခတ်ဒီက9 3 5ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်လေဆိုတော့ကျွန်တော်ကူမကြီးဘာထွက်လဲဒီမှာ3ည5လို့ထွက်ပါတယ်ဗျာဒါဆိုရင်ဒီ8ဒီနှစ်8နှစ်ကနန်းနှလုံးပေါင်းခြင်းဒီက3ညရလို့ဖြစ်လို့3ညရဲ့နက်ခတ်ဒီကခွန်3ညခွန်ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်လေဆိုတော့ကျွန်တော်ကူမကြီးဘာထွက်လဲဒီမှာ2 8လို့ထွက်ပါတယ်ဗျာနော်ဒါဆိုရင်ဒီ3ညဒီ3 3ည3ကနန်းနှလုံးပေါင်းခြင်းဒီက3ရလို့ဖြစ်လို့3ရဲ့နက်ခတ်ဒီက9 3 5ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်လေဆိုတော့ကျွန်တော်ကူမကြီးဘာထွက်လဲဒီမှာ4လို့ထွက်ပါတယ်ဗျာဒါဆိုရင်ဒီ4ဒီနှစ်4နှစ်ကနန်းနှလုံးပေါင်းခြင်းဒီက6ရလို့ဖြစ်လို့6ကနက်ခတ်ဒီက9 6 9ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်လေဆိုတော့ကျွန်တော်ကူမကြီးဘာထွက်လဲဒီမှာ90နဲ့9လို့ထွက်ပါတယ်ဗျာနော်90နဲ့9လို့ထွက်ပါတယ်ဒါဆိုရင်ဒီ6ဒီနှစ်6နှစ်ကနန်းနှလုံးပေါင်းခြင်းဒီက8ရလို့ဖြစ်လို့8ကနက်ခတ်ဒီက1 8တစ်ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကူမတွေပါထွက်လဲဒီမှာ60နဲ့5လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီ9ဒီ6 5 6ကနန်းနှလုံးပေါင်းခြင်းဒီက1ရလို့ဖြစ်လို့1ကနက်ခတ်ဒီက8 1 8ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကူမတွေပါထွက်လဲဒီမှာ1ခွန်လို့ထွက်ပါတယ်ဗျဒါဆိုရင်မင်းလေးတစ်ချက်ပြောင်းလိုက်အောင်နော်ဒီနားကြတော့မှင်ပြောင်းမှအဆင်ပြေဒါဆိုရင်ဒီ4ဒီ6 4 6ကနန်းနှလုံးပေါင်းခြင်းဒီက3ညရလို့ဖြစ်လို့3ညရဲ့နက်ခတ်ဒီကခွန်3ညခွန်ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကူမတွေပါထွက်လဲဒီမှာ9ဘူးလို့ထွက်ပါတယ်ဗျာနော်ဒါဆိုရင်ဒီ3ဒီ3ည3 3ညကနန်းနှလုံးပေါင်းခြင်းဒီက3ရလို့ဖြစ်လို့3ရဲ့နက်ခတ်ဒီက9 3 5ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကူမတွေပါထွက်လဲဒီမှာ3ည3လို့ထွက်ပါတယ်ဗျာနော်3ည3လို့ထွက်ပါတယ်ဒါဆိုရင်ဒီ8ဒီ8ကနန်းနှလုံးပေါင်းခြင်းဒီက6ရလို့ဖြစ်လို့6ကနက်ခတ်ဒီက9 6 9ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကူမတွေဘာထွက်လဲဒီမှာ60နဲ့3လို့ထွက်ပါတယ်ဗျာနော်ဒါဆိုရင်ဒီ2ဒီ3 2 3ကနန်းနှလုံးပေါင်းခြင်းဒီက9ရလို့ဖြစ်လို့9ရနက်ခတ်ဒီက3 5 3ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကူမတွေဘာထွက်လဲဒီမှာ30လို့ထွက်ပါတယ်ဗျာဒါဆိုရင်ဒီခွန်ဒီ3ညခွန်3ညကနန်းနှလုံးပေါင်းခြင်းဒီကခွန်ရလို့ဖြစ်လို့ခွန်ရဲ့နက်ခတ်ဒီက3ညခွန်3ညပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကူမကြီးပါထွက်လဲ90နဲ့2လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီခွန်ဒီ3ခွန်3ကနန်းနှလုံးပေါင်းခြင်းဒီက3ညရလို့ဖြစ်လို့3ညရဲ့နက်ခတ်ဒီကခွန်3ညခွန်ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကူမကြီးပါထွက်လဲဒီမှာ3ညဘူးလို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီ4ဒီ3ည4 3ညကနန်းနှလုံးပေါင်းခြင်းဒီက4ရလို့ဖြစ်လို့4ရဲ့နက်ခတ်ဒီက2 4 2ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်လေဆိုတော့ကျွန်တော်ကိုမရပါတော့လေဒီမှာ1 3လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီ1ဒီ4 1 4ကနန်းနှလုံးပေါင်းခြင်းဒီက9ရလို့ဖြစ်လို့9ရဲ့နက်ခတ်ဒီက3 5 3ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်လေဆိုတော့ကျွန်တော်ကိုမရပါတော့လေဒီမှာ20နဲ့1လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီ4ဒီ1 4 1ကနန်းနှလုံးပေါင်းခြင်းဒီက9ရလို့ဖြစ်လို့9ရဲ့နက်ခတ်ဒီက3 5 3ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်လေဆိုတော့ကျွန်တော်ကိုမရပါတော့လေမှာ1 4လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီခွန်ဒီ4ခွန်4ကနန်းနှလုံးပေါင်းခြင်းဒီက1ရလို့ဖြစ်လို့1ကနက်ခတ်ဒီက8 1 8ပရိသီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်ဆိုတော့ကျွန်တော်ကိုမရပါတော့လေဒီမှာ30နဲ့8လို့ထွက်ပါတယ်ဗျ
ဒါဆိုရင်ဒီ8ဒီ3ည8 3ညကဏ္ဍနှလုံးပေါင်းခြင်းဒီက8ရလို့ဖြစ်လို့8ကနခတ်ဒီက1 8 1ပရိဒီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်လေဆိုတော့ကျွန်တော်ကမှဘာထွက်လဲဒီမှာ465လို့ဖတ်ပါတယ်ဗျာဒါဆိုရင်ဒီ2ဒီ3ည2 3ညကဏ္ဍနှလုံးပေါင်းခြင်းဒီက2ရလို့ဖြစ်လို့2ကနခတ်ဒီက4 2 4ပရိဒီနောက်ပွဲမှာတစ်ချိန်ကြပေးရပါမယ်လေဆိုတော့ကျွန်တော်ကိုမှဒီဘာထွက်လဲဒီမှာ1ဘူးလို့ထွက်ပါတယ်ဗျာနော်ဒါဆိုရင်ဒီ8ဒီ3 8 3ကဏ္ဍနှလုံးပေါင်းခြင်းဒီက1ရလို့ဖြစ်လို့1ကနခတ်ဒီက8 1 8ပရိတဲ့ဒီပွဲထဲမှာနော်1 8ပရိတဲ့နော်ကဲကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပါသေးတယ်ကိုမများကလည်း subscribe လုပ်လိုက်လမလေးတွေလည်းနှိပ်အသေးလေးလည်းပြီးထားကြပါဦးမယ်နော် share တဲ့အကူမများကလည်း share မ share တဲ့အကူမများကလည်းလိုက်လမလေးတွေလည်းနှိပ်အသေးလေးလည်းပြီးထားကြပါဦးဗျာနော်လိုက်လမလေးတွေလည်းနှိပ်အသေးလေးလည်းပြီးထားကြပါဦးပေါက်လိုက်ကြရအောင်ပေါ့နော်ဒီပွဲထဲမှာကတော့သူမပေါက်လို့တော့မဖြစ်လိုက်ဘူးမပေါက်လို့တော့မရတော့ဘူးပေါ့နော်ဒိုင်ကားတွေကြီးပဲဆိုတော့ပေါက်တော့ပေါက်ပူပေါက်ရတော့မှာပေါ့နော်ကဲအားလုံးပဲအတူတူပေါက်လိုက်ကြရအောင်ပေါ့နော်အတူတူပေါက်လိုက်ကြရအောင်နည်းနည်းလေးတော့ကြည်ထားပေးကြပါအောင်နော်နည်းနည်းလေးတော့ကြည်ထားပေးကြပါအောင်ကျွန်တော်မြင်လေးပြောင်းပြီးတော့လုပ်ပေးမယ်မြင်လေးပြောင်းပြီးတော့လုပ်ပေးမယ်နော်မြင်လေးပြောင်းပြီးတော့လုပ်ပေးမယ်နောက်ထပ်ပစိတ်ကလေးတစ်ချက်ကိုကျွန်တော်ထပ်ပြီးတော့ပြပေးဦးမယ်ဒါက break နော်ဒါက break ဒါက break နော်ဒါက break ဒါက break နော်ဒါဆိုရင်ကျွန်တော်တို့ဒီကပြန်စနော်ကျွန်တော်တို့ဒီကပြန်စမယ်ဒီ8ဒီ9 8 5ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ရယ်လို့ဖြစ်လို့3ရယ်နှစ်ခတ်ဒီက9နောက်ပွဲမှာ3 5 break တစ်ချိန်ဆင်းပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကိုမှဘာထွက်လဲဒီမှာ90နဲ့3လို့ထွက်ပါတယ်ဗျာဒါဆိုရင်ဒီ1ဒီ4ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရယ်လို့ဖြစ်လို့9ရယ်နှစ်ခတ်ဒီက3 5 3 break ဒီနောက်ပွဲမှာတစ်ချိန်ဆင်းပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကိုမှဒီဘာထွက်လဲ9 3 break ဆိုတော့ဒီမှာ90နဲ့8လို့ထွက်ပါတယ်ဗျာဒါဆိုရင်ဒီ9ဒီ1 9 1ကဏ္ဍနှလုံးပေါင်းခြင်းဒီက6ရယ်လို့ဖြစ်လို့6ကနခတ်ဒီက9 6 9ပရိဒီနောက်ပွဲမှာတစ်ကြိမ်ဆင်းပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကိုမှဒီပါတော့လဲဒီမှာ1 5လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီ3ညဒီ3 3ည3ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ရယ်လို့ဖြစ်လို့3ရယ်နခတ်ဒီက9 3 5ပရိဒီနောက်ပွဲမှာတစ်ကြိမ်ဆင်းပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကိုမှဒီပါတော့လဲဒီမှာ1 2လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီ9ဒီ1 9 1ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ညရယ်လို့ဖြစ်လို့3ညရယ်နှစ်ခတ်ဒီခွန်း3ညခွန်ပြိတ်ဒီနောက်ပွဲမှာတစ်ကြိမ်ဆင်းပေးရပါမယ်လေဆိုတော့ကျွန်တော်ပြောမှပါဆိုတော့ဒီမှာ3ညခွန်လို့ထွက်ပါတယ်ဗျကျွန်တော်ဒီပွဲကတော့ယူလို့မရဘူးပေါ့နော်ဒါဆိုရင်ဒီ9ဒီ1 9 1ကဏ္ဍနှလုံးပေါင်းခြင်းဒီက6ရယ်လို့ဖြစ်လို့6ကဲနှစ်ခတ်ဒီက9 6 9ပြိတ်ဒီနောက်ပွဲမှာတစ်ကြိမ်ဆင်းပေးရပါမယ်လေဆိုတော့ကျွန်တော်ကိုမှပါဆိုတော့ဒီမှာ90နဲ့4 90လို့ထွက်ပါတယ်ဗျကဲလိုက်လက်မလေးတွေလည်းနှိပ်အသေးလေးလည်းပြီးထားကြပါအောင်ဗျာနော်ရှယ်ရတဲ့အကူမတွေလည်းရှယ်မရှယ်ရတဲ့အကူမများကလည်းလိုက်လက်မလေးတွေလည်းနှိပ်အသေးလေးလည်းပြီးထားကြပါအောင်ဗျာနော် channel ကို subscribe မလုပ်ရသေးတဲ့ကူမများကလည်း subscribe လေးလုပ်ထားကြပါအောင်နော်ဒါဆိုရင်စမယ်နော်ဒါဆိုရင်ဒီနှစ်ဒီ9 2 5ကဏ္ဍနှလုံးပေါင်းခြင်းဒီကခွန်ရယ်လို့ဖြစ်လို့ခွန်ရဲ့နှစ်ခတ်ဒီက3ညခွန်3ညပရိဒီနောက်ပွဲမှာတစ်ကြိမ်ဆင်းပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကိုမှပါတော့လေဒီမှာ90နဲ့8လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီ9ဒီ2 9 2ကဏ္ဍနှလုံးပေါင်းခြင်းဒီကခွန်ရယ်လို့ဖြစ်လို့ခွန်ရဲ့နှစ်ခတ်ဒီ3ညခွန်3ညပရိဒီနောက်ပွဲမှာတစ်ကြိမ်ဆင်းပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကိုမှပါတော့လေဒီမှာ90လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီ9ဒီ1 9 1ကဏ္ဍနှလုံးပေါင်းခြင်းဒီက6ရယ်လို့ဖြစ်လို့6ကနှစ်ခတ်ဒီက9 6 9ပရိဒီနောက်ပွဲမှာတစ်ကြိမ်ဆင်းရပါမယ်တဲ့ဆိုတော့ကျွန်တော်ကိုမှပါတော့လေဒီမှာ3ဘူးလို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီ4ဒီ3ဒီ4ဒီ6 4 6ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ညရယ်လို့ဖြစ်လို့3ညရဲ့နှစ်ခတ်ဒီကခွန်3ညခွန်ပရိဒီနောက်ပွဲမှာတစ်ကြိမ်ဆင်းပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ကိုမှပါတော့ဒီမှာ90လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီ8ဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီက6ရယ်လို့ဖြစ်လို့6ကနှစ်ခတ်ဒီက9 6 9ပရိဒီနောက်ပွဲမှာတစ်ကြိမ်ဆင်းရပါမယ်တဲ့ဆိုတော့ကျွန်တော်ကိုမှပါတော့ဒီမှာ60ဒီမှာ90လို့ထွက်ပါတယ်ဗျကျွန်တော်ဒီမှာကတော့ယူလို့မရဘူးเนาะဒါဆိုရင်ဒီ9ဒီ1ဒီ9ဒီ2 9နှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီက1ရယ်လို့ဖြစ်လို့1ကနှစ်ခတ်ဒီက8 1 8ပရိပါပဲတဲ့ကျွန်တော်ကမှလေเนาะ1 8ပရိပါပဲ
နော်ဒီမှာတစ်ရှစ်ပရိတ်ကျွန်တော်တို့ချက်ချုပ်လိုက်ပြန်ပြီပေါ့နော်ဒါတစ်ရှစ်ပရိတ်တစ်ချက်ချုပ်လိုက်ပြန်ပြီပေါ့နော်တစ်ရှစ်ပရိတ်တစ်ချက်ချုပ်လိုက်ပြန်ပြီဆိုတော့နောက်ထပ်ကပရိတ်ကလေးတွေကထပ်ပြပေးဦးမယ်နော်နောက်ထပ်ပရိတ်ကလေးတွေကထပ်ပြပေးဦးမယ်နောက်ထပ်ပရိတ်ကလေးတွေတခါထပ်ပြပေးဦးမယ်ဆိုတော့ကနင်ပြောင်းအောင်မှရမယ်နော်နင်ပြောင်းအောင်မှရမယ်နင်ပြောင်းပြီးလိုက်အောင်မနော်ကဲလိုက်လက်မလေးတွေလည်းနေသေးလေးလေးပြီးထားကြပါအောင်ဗျာနော်နည်းနည်းကို subscribe မလုပ်ရသေးတဲ့ကိုမများကလည်း subscribe လေးလုပ် share ရတဲ့ကိုမများပါလို့ရှိရင်လည်း share ပေးကြပါအောင်ဗျာနော် share မှု share အားလေးနဲ့တော့ကူညီပေးပေါ့နော် share မှု share အားလေးနဲ့တော့ကူညီပေးပေါ့နော်share မှု share အားလေးနဲ့တော့ကူညီပေးပေါ့နော် share မှု share အားလေးနဲ့တော့ကူညီပေးကြပါဒီနားလိုက်ဒီနားနဲ့ပဲစမယ်နော်ဒီနားကနေပဲစမယ်ဒီတစ်ဒီလေးတစ်လေးကဏ္ဍနှလုံးပေါင်းခြင်းဒီက9လို့ဖြစ်လို့9ရဲ့နခတိက353ကပြိဋ္ပါတဲ့နော်53ကပြိဋ္ပါတဲ့ဒါဆိုရင်ဒီနှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီကကဏ္ဍနှလုံးပဲနေရာဒီမှာရေးရမယ်တော့မသိနှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီက4ရဲ့ပါဝါဒီ9 53ထီတော့49ထီတော့53ပရိတ်တဲ့49ထီတော့53ပရိတ်ဆိုတော့ကျွန်တော်ကိုမားကြီးဘာထွက်လဲဒီမှာ60နဲ့9လို့ထွက်ပါတယ်ဗျာနော်60နဲ့9လို့ထွက်ပါတယ်ဒါဆိုရင်ဒီ4ဒီ1ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရဲ့နခတိက3 53ကပရိတ်ပါတဲ့53ပရိတ်ကိုကျွန်တော်တို့ဘာလေးနဲ့တွဲပြီးတော့ပြရပါမလဲလို့ဆိုတော့ဒီ1ဒီ3ည1 3ညကဏ္ဍနှလုံးပေါင်းခြင်းဒီက1ကပါဝါဒီ6 6 53ထီတော့16ထီတော့53ပရိတ်ဆိုတော့ကျွန်တော်ကိုမတွေပါထွက်လဲ16ထီတော့53ပရိတ်ဆိုတော့16ထီတော့53ပရိတ်ဆိုတော့ကျွန်တော်တို့ဒီမှာ14လို့ထွက်ပါတယ်ဗျာနော်ဒီမှာ14လို့ထွက်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါနော်ဒါဆိုကျွန်တော်တို့ဆက်သွားလိုက်ကြတာပေါ့နော်မင်္ဂလာရှိသောညာချမ်းလေးပါမင်္ဂလာရှိသောညာချမ်းလေးပါစိတ်သွားတိုင်းကိုပါကျမ်းမာပြီလိုရာဆန္ဒပြပါပါကဲဒါကြီးကတော့နှောက်ပြီးတော့မှဖတ်တော့မယ်နော်ဒါကြီးကတော့နှောက်ပြီးတော့မှပဲဖတ်တော့မယ်ဒီခွန်ဒီလေးခွန်လေးကဏ္ဍနှလုံးပေါင်းခြင်းဒီကတစ်ကနခတိကတစ်ရှစ်ကပရိတ်ပါတဲ့တစ်ရှစ်ပရိတ်ကိုကျွန်တော်တို့ဘာလေးနဲ့တွဲပြီးတော့ပြရပါမလဲလို့ဆိုတော့ဒီ6ဒီနှစ်6နှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီက8ကဏ္ဍနှလုံးပေါင်း6နှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီက8ကပါဝါက3 3ထီတော့18ပရိတ်တဲ့ဆိုတော့ကျွန်တော်အခုမှဒီဘာထွက်လဲဒီမှာ30နဲ့5လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီ8ဒီ3ဒီ3ည8 3ညကဏ္ဍနှလုံးပေါင်းခြင်းဒီက8ရဲ့လို့ဖြစ်လို့8ကနခတိက1 8ကပရိတ်တဲ့8ပရိတ်ကိုကျွန်တော်တို့ဘာရင်းနဲ့တွဲပြီးတော့ပြရပါမလဲလို့ဆိုတော့ဒီ8ဒီ2 8နှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ည3ညရဲ့ပါဝါဒီ5 3ည5ထီတော့8ပရိတ်ဆိုတော့ကျွန်တော်ကိုမာကြီးဘာထွက်လဲ60နဲ့5လို့ထွက်ပါတယ်ဗျာနော်60နဲ့5လို့ထွက်ပါတယ်ဒါဆိုရင်ဒီ2ဒီ3ည2 3ညကဏ္ဍနှလုံးပေါင်းခြင်းဒီက2ရေလို့ဖြစ်လို့2ကနခတိက4 2 4ကပရိတ်တဲ့2 4ပရိတ်ကိုကျွန်တော်ဘာရင်းနဲ့တွဲပြီးတော့ပြရပါမလဲလို့ဆိုတော့ဒီ3ညဒီ6 3ည6ဆိုတော့3ည6ဆိုတော့6ကပါဝါဒီက1 6တက်ထီတော့2 4ပရိတ်ဆိုတော့ကျွန်တော်အကူမကြီးဘာထွက်လဲ6တက်ထီတော့2 4ပရိတ်
6တက်ထီတော့2 4ပရိဆိုတော့6တက်6တက်6တက်ထီတော့2 4ပရိsorry เนาะဒီမှာတော့ပြတ်သွားတယ်နော်တူတယ်ပြတ်သွားတယ်တူတယ်နည်းလေးပရိဆိုတော့မကြောက်ဟုတ်တယ်အဲ့မှာပြတ်တယ်အဲ့မှာပြတ်တယ်နော်ပြတ်တယ်တစ်ဟောဟုတ်တယ် sorry နော်တစ်အောက်တစ်ထီတော့2 4ပရိဆိုတော့ဒီမှာတစ်နော်ဒါဆိုရင်ကျွန်တော်တို့ကဒီရှစ်ဒီ3ကဏ္ဍနှလုံးပေါင်းရင်းဒီကတစ်ကနခတိက8ကပရိတဲ့နော်8ကပရိကိုကျွန်တော်တို့ဘာတွေနဲ့တွဲပြီးတော့ပြရပါမလဲလို့ဆိုတော့ဒီနှစ်ဒီ9ကဏ္ဍနှလုံးပေါင်းရင်းဒီကတစ်ကပါဝါဒီက6နဲ့6ထီတော့8ပရိတဲ့နော်6ထီတော့8ပရိတဲ့မပြတ်ပါဘူးတစ်ပါတဲ့ဟုတ်ပါရဲ့တစ်ထွက်တယ်တဲ့ဟုတ်ပါတယ်ဗျာတစ်ထွက်တယ်နော်တစ်က2ပရိတဲ့ဟုတ်ပါတယ်ဗျာတစ်က2ပရိပါကျွန်တော်စာရွက်ကလေးပြောင်းလိုက်အောင်မယ်နော်နောက်တစ်ခါနောက်တစ်ချက်ချုပ်ရအောင်လို့ကျွန်တော်အကူမကြီးအတွက်ကိုနောက်တစ်ချက်ချုပ်ရအောင်လို့နော်နောက်တစ်ချက်ကိုကျွန်တော်ထပ်ပြီးတော့ချုပ်ပေးအောင်မယ်ကျွန်တော် channel လေးကို subscribe လုပ်ရသေးတယ်ကိုမများကလည်း subscribe လေးလုပ်လိုက်လက်မလေးလည်းနှိပ်အသေးလေးလည်းပြီးထားကြပါအောင်မြန်နော်ဒီတစ်ခါတော့အကျဉ်းဆုံးဖြစ်သွားပြီပေါ့နော်ဒီတစ်ခါတော့အကျဉ်းဆုံးဖြစ်သွားပြီပေါ့တစ်ချက်သေးချုပ်ရမှာပေါ့နော်ဒီတစ်ခါတော့အကျဉ်းဆုံးဖြစ်သွားပြီပေါ့နော်ကဲကျွန်တော် channel လေးကို subscribe လုပ်ရသေးတယ်ကိုမများကလည်း subscribe လေးလုပ်လိုက်လက်မလေးလည်းနှိပ်အသေးလေးလည်းပြီးထားကြပါအောင်မြန်နော်share ရတဲ့အကူမများကလည်း share မ share ရတဲ့အကူမများကလည်း like လက်မလေးတွေလည်းနှိပ်အသေးလေးလည်းပြီးထားကြပါဦးဗျာနော် like လက်မလေးတွေလည်းနှိပ်အသေးလေးလည်းပြီးထားကြပါဦးဒီတစ်ခါတော့အကျဉ်းဆုံးကိုပြမှာပေါ့နော်ဒီတစ်ခါတော့အကျဉ်းဆုံးကိုပြရမယ်ဒါဆိုရင်ဒီ3ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ညဒီ9နဲ့ပေါင်းခြင်းဒီက9ရဲ့နက္ခတ်ဒီနောက်တစ်ပွဲမှာ6ပရိတဲ့နော်9ရဲ့နက္ခတ်ဒီ6ပရိတဲ့ဆိုတော့ကျွန်တော်ကူမကြီးဘာတော့လဲဒီမှာ90နဲ့ခွန်လို့ထွက်ပါတယ်ဗျနော်ဒါဆိုရင်ဒီခွန်ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီက2ရေလို့ဖြစ်လို့ဒီ8နဲ့ပေါင်းခြင်းဒီက3ညရဲ့နက္ခတ်ဒီကခွန်နောက်ပွဲမှာခွန်ပရိတဲ့ဆိုတော့ကျွန်တော်ကူမကြီးဘာထွက်လဲမှာ40နဲ့3လို့ထွက်ပါတယ်ဗျနော်40နဲ့3လို့ထွက်ပါတယ်ကျွန်တော်ဒီမှာကတော့တောက်ကြဖောင်းထားတော့ယူလို့မရဘူးပေါ့နော်ဒါဆိုရင်ဒီ1ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီက4ရေလို့ဖြစ်လို့ဒီ6နဲ့ပေါင်းခြင်းဒီက3ညရဲ့နက္ခတ်ဒီကခွန်နောက်ပွဲမှာခွန်ပရိတစ်မျိုးတယ်တဲ့ဆိုတော့ကျွန်တော်ကိုမကြီးပါတော့လေဒီမှာ90လို့ထွက်ပါတယ်ဗျနော်90လို့ထွက်ပါတယ်ဒါဆိုရင်ဒီ4ဒီ2ကဏ္ဍနှလုံးပေါင်းခြင်းဒီက6ရေလို့ဖြစ်လို့ဒီ8နဲ့ပေါင်းခြင်းဒီက4ရဲ့နက္ခတ်ဒီက2နောက်ပွဲမှာ2ပရိတစ်မျိုးတယ်တဲ့ဆိုတော့ကျွန်တော်ကိုမကြီးပါတော့လေဒီမှာ20လို့ထွက်ပါတယ်ဗျနော်ဒါဆိုရင်ဒီ8ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရေလို့ဖြစ်လို့ဒီ4နဲ့ပေါင်းခြင်းဒီက9ရဲ့နက္ခတ်ဒီက6နောက်ပွဲမှာ6ပရိတစ်မျိုးတယ်တဲ့ဆိုတော့ကျွန်တော်ကိုမကြီးဘာတော့လဲဒီမှာ60လို့ထွက်ပါတယ်ဒါဆိုရင်ဒီ1ပေါက်ဒီ2ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီက1ရေလို့ဖြစ်လို့ဒီ9နဲ့ပေါင်းခြင်းဒီက6ရဲ့နက္ခတ်ဒီက9နောက်ပွဲမှာ9ပရိတစ်မျိုးတယ်တဲ့ကျွန်တော်ကိုမကြီးဘာတော့လဲဒီမှာ40နဲ့5လို့ထွက်ပါတယ်ဗျဒါဆိုရင်ဒီ8ဒီ2ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ညရေလို့ဖြစ်လို့ဒီ8နဲ့ပေါင်းခြင်းဒီက8
ရှစ်ကဲနက်ခတ်ဒီတစ်တမျိုးတယ်တဲ့ပရိကနော်ပရိကတစ်တမျိုးတယ်ကဲပရိကတစ်တမျိုးတယ်တဲ့နော်ပရိကတစ်တမျိုးတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကကနန်းကိုပြန်ချုပ်လိုက်ရင်ဘာဖြစ်မလဲကနန်းကိုပြန်ချုပ်လိုက်လို့ရှိရင်16ထီတော့18ပရိဖြစ်တာပေါ့နော်တစ်တမျိုးလဲဆိုတော့30 65 10 65တဲ့နော်10 65တဲ့ကနန်းကတော့နှစ်ကွက်ထဲဒါဆိုရင်ကျွန်တော်အပူမကြီးထိုးနိုင်မှာပေါ့နော်ကျွန်တော်အပူမကြီးထိုးနိုင်မှာပေါ့နော်ဒါကျွန်တော်အပူမကြီးထိုးနိုင်မှာပေါ့တက်ခွန်လေး6နှစ်ဒီကတော့ကြိုက်အစဉ်ပြေမယ်ထင်တော့လဲထည့်ထိုးလိုက်ပေါ့နော်အစဉ်ပြေမယ်ထင်တော့လဲထည့်ထိုးလိုက်ပေါ့အစဉ်ပြေမယ်ထင်တော့လဲထည့်ထိုးလိုက်ပေါ့နော်ဒါဆိုရင်အခွေကကြတော့ကျွန်တော်တို့ဘာဖြစ်4 9 16ခွေ4 9 16ဆိုတော့ကျွန်တော်ကနန်းလေးစီပြီးလိုက်မယ်နော်ကနန်းလေးစီပြီးလိုက်မယ်49 46 19 69 16နော်ဒါလေးတွေကိုထိုးထားပါဒါလေးတွေကိုထိုးထားပါဒါလေးတွေကတော့အားမှာပေါ့နော်အားမှာပေါ့ဒီအောက်ကအခွေဒါကပရိနဲ့ကြိုက်ထားတာနော်ဒါလေးတွေကတော့အားရမယ်ဒါလေးတွေကအားရမှာပေါ့နော်အားတော့ထိုးကြည့်ပေါ့နော်ကဲကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပါသေးတယ်ကိုမများကလည်း subscribe လေးလုပ်လိုက်လမလေးလည်းနှိပ်အသေးလေးလည်းပေးထားကြပါအောင်ဗျာနော်ဒါလေးကို screenshot ရိုက်ပြီးတော့ယူထားလို့ရပါပြီနော်မေ့သွားမှာဆိုလို့ကျွန်တော်ကိုမလေးမှန်နေနဲ့မမြင်ရဘူးဟုတ်ကဲ့ဒါဆိုရင်တော့မြင်ရပြီနဲ့လူပါတယ်နော်ဒါဆိုရင်တော့မြင်ရပြီလားလို့နော်ဒါဆိုရင်တော့မြင်ရတော့ပါပဲနော်ကဲအားလုံးပဲဒါဆိုရင်တော့မြင်ရတော့ပါပြီနော်ကဲအားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့အသက်ရှူတိုင်းလဲငွေတွေဝင်ကြပါသည်သွားလန်းတာလို့လာလန်းဖြောင်းကြပါစေလို့ကျွန်တော်ဒီနေရာကနေပြီးတော့ပဲဆုတောင်းမေတ္တာပို့တာခြင်းနဲ့ကျွန်တော်ရဲ့ live show လေးကိုအပေါ်တင်ပေးပါတဲ့ဟုတ်ကဲ့ပါဗျာအပေါ်တင်ပေးပါတယ်နော်အပေါ်တင်ပေးပါတယ်ဒါဆိုရင်တော့ရတော့ပါပြီနော်ဒါဆိုရင်တော့ရတော့ပါပြီဒီအောက်ကအခွေဒီ916ကအခွေ1065ကပရိနဲ့ပရိကတော့တစ်ပရိတစ်မျိုးပဲထွက်သွားပါတယ်နောက်ဆုံးတော့18ကတော့ပရိပေါ့18ကတော့ပရိနောက်ဆုံးပြန်ချုပ်လိုက်တော့ပရိကတစ်မျိုးတည်းပဲကြံပါတယ်နော်တစ်မျိုးတည်းပဲကြံပါတယ်ကဲအားလုံးပဲဒီနေရာမှာနေမယ်မိကုန်းတက်ပြီးတော့ဆုံးဖြတ်လိုက်ပါတယ်ဗျာ